ဒီကကျွန်တော် tasting လုပ်မဲ့ whisky ကတော့ Talisker Dark Strong Single Malt Scotch whisky ဖြစ်ပါတယ် Talisker ကတော့ကျွန်တော်တို့ Scotland နိုင်ငံ whisky ချက်ရာ champion 9 နေရာလို့ပြောရမယ့်နေရာတွေက Island ဆိုတဲ့ဒေသကဖြစ်ပါတယ် Island ဆိုတော့ကျွန်းမှာသူက PT ဖြစ်တဲ့ whisky ပေါ့နော်ဆိုတော့ PT ဖြစ်တဲ့ strong ဖြစ်တယ်ပြီးတော့ iodine salt အဲ့ဓာတ်တွေပို့ရတယ်အဲ့တော့ Talisker ကကျွန်တော်မမြည်ခင်ပဲကျွန်တော်ပြောချင်ပါတယ်မြန်မာလူမျိုးသိကြိုက်မယ်လို့ထင်ပါဘူး strong ဖြစ်တယ်အရန်ကိုမြန်မာလူမျိုးက strong တော့ဖြစ်တာပဲနည်းနည်း smooth ဖြစ်တာကိုကြိုက်တယ်လို့ထင်ပါတယ်ဆိုတော့ single malt whisky ဆိုတော့ကျွန်တော်ရေခဲအများကြီးထည့်တော့စံမလို့ပါဘူးတချို့လည်းနီးတောက်တယ်တချို့လည်းရေခဲတစ်လုံးတော့ထည့်တော့ပါတယ်စစ်လာတူလာတော့မသိဘယ်လိုဆိုရှာပြမှာစမို့ပင်းစင်းဝါအယ်ကိုချန်တဲ့နဲ့ရှာရတဲ့ခံစားရအောင်โอเคရတာလေးရပါတယ်တော့စမို့ပြပါခုနကျွန်တော်ပြောသလိုမြန်မာလူမျိုးကြိုက်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြန်ပြင်ရတော့မှာပေါ့နော်မဟုတ်ဘူးကောင်းပါလေဒီတင်းလေးဒီထဲတော့ငါဖက်ကြည့်မယ်ကိုယ်မတ်ဖြစ်သွားကျွန်တော်ကြတော့အဲ့လိုမျိုးနီးတော့ပြီးတော့စိန်ခံတဲ့လူမျိုးတော့ကုတ်နဲ့ရောတော့လို့ရမယ်ဟာမျိုးပဲကိုပေါ်ကြဒီ blend ကိုအများနဲ့ဝယ်ပြီးစိန်ခံနိုင်တဲ့နေကြတယ်ဒီလိုပေါ့ဘုရားပေါ်ပေါ်နဲ့ဘူးငါကဘာလဲ whisky ရတယ်နဲ့ shot ကျန်တော့ single malt ရတော့တိမ်မှုတွေတွေ့ alcohol nice